အားလုံးပဲမင်္ဂလာပါခင်ဗျာဘလော့ပိုင်းကိုမျိုး YouTube channel လေးကနေပြန်လဲကြိုးဆိုပါတယ်ဒီဗီဒီယိုကတော့ Facebook အကောင့်နဲ့ချိန်ထားတဲ့ Gmail အကောင့်ဖုန်းနံပါတ်တွေကိုပြန်လဲကြည့်ရှုလို့ရမယ့်နည်းလမ်းလေးကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားပေးပါဦးပထမအဆုံးအနေနဲ့ကျွန်တော်တို့က Facebook app ထဲကိုဝင်လိုက်မယ်ပြီးရင် profile ထဲကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီပါရှိတဲ့မြင်းလေး၃ချောင်းထဲကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ setting and privacy ထဲကိုကျွန်တော်ဝင်လိုက်မယ်အဲ့မှာကျွန်တော်က setting ထဲကိုတစ်ချက်ထပ်ဝင်လိုက်မယ် setting နဲ့ထပ်ဝင်လိုက်တဲ့အချိန်မှာဒီနားလေးမှာ Simo in အကောင့်စင်တာထဲကိုကျွန်တော်ထပ်ပြီးတော့ဝင်လိုက်မယ်အဲ့မှာကျွန်တော် profile and personal data ဆိုတဲ့အထဲကိုကျွန်တော်ဝင်လိုက်မယ်အဲ့ဒီမှာကျွန်တော်ကဒီအောက်နာလေးကိုဆွဲပြီးတော့ဒီမှာ contact info ဆိုရတဲ့ကိုကျွန်တော်ဝင်လိုက်မယ်ခင်ဗျအဲ့ဒီမှာကျွန်တော်တို့ Facebook ဖွင့်ခဲ့တဲ့ Gmail နဲ့ဖုန်းနံပါတ်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဆုံးအထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကနေအကျိုးတစုံတရာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကြားမှာချမ်းသာပါစေ